မင်္ဂလာပါခင်ဗျာအဲ့ဒီမြန်မာကနေပြီးတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့မန္တလေးမှာအုပ်စု၃စုခွဲပြီးတရက်၈နာရီမိဖြတ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးခရိုင်တွင်အလဲကျမိဖြတ်မဲ့အချိန်စင်းကိုထုတ်ပြန်လိုက်ပြီးတရက်၈နာရီမိဖြတ်မယ်လို့တရက်စစ်ရုံးတွေကကြေညာပါတယ်တရက်စစ်မီကိုအုပ်စု A ဘိန်းနဲ့ C ဟူပြီး၃စုခွဲထားကတရက်လင်းည12နာရီကနေမနက်4နာရီအထိအုပ်စု A မနက်4နာရီမှမနက်8နာရီအထိအုပ်စု B မနက်8နာရီမှနေ့လယ်12နာရီအထိအုပ်စု C နေ့လယ်12နာရီမှညနေ4နာရီအထိအုပ်စု A ညနေ4နာရီမှ8နာရီအထိအုပ်စု B ည8နာရီမှ12နာရီအထိအုပ်စု C စသဖြင့်အလဲကျ4နာရီလျှက်စစ်တာဖြတ်တောက်သွားမှာဖြစ်ကြောင်းလျှက်စစ်ရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ထုတ်ပြန်ထားတဲ့အချိန်စင်းအရအုပ်စုတစုကိုမီ4နာရီပိတ်8နာရီလာတဲ့စနစ်ကိုအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။အလဲကျစနစ်နဲ့ဖြတ်တောက်တာကိုမတ်လကနေဇွန်လအထိ4လကြာဆောင်ရွက်သွားဖို့စီစဉ်ထားတယ်လို့ထုတ်ပြန်ချက်များအရသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့နွေရာသီကာလလျှက်စစ်တာလိုအပ်ချက်မြင့်တက်လာမှုကြောင့်ဝင်အားမျှတခွဲဝေမှုစနစ်စတင်ဆောင်ရွက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းနွေရာသီကိုရောက်ရှိလာပြီးဖြစ်၍လျှက်စစ်သုံးစွဲမှုမြင့်တက်လာခြင်းနဲ့အတူလျှက်စစ်တာအားဝင်အားမျှတခွဲဝေဖြန့်ဖြူးမှု Planet Globe Sharing ကိုမတ်လ18ရက်နေ့ကစတင်ပြီးနေရာနဲ့အချိန်လိုက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလျှက်စစ်စာဝန်ကြီးဌာနကထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။လက်ရှိမှာပြည်သူလူထုရဲ့တနေ့တာပြန်မြလျှက်စစ်တာလိုအပ်ချက်မှာ4664မဂါဝတ်ရှိနေတော့လေ။ဒါအားလိုက်အချို့ဖျက်ဆီးခံရခြင်းနဲ့သဘာဝဓာတ်ငွေရရှိမှုညှော်နှဲခြင်းတို့ကြောင့်ပုံမှန်ထုတ်လုပ်နိုင်မှုရဲ့89%ဖြစ်သော3600မဂါဝတ်ကိုသာဖြန့်ဖြူးပေးနိုင်ကြောင်းသိရပါတယ်။လျှက်စစ်ဝန်ကြီးဌာနအနေဖြင့်ပျက်စီးသွားသောဓာတ်အားလိုင်းများကိုပြန်လည်ပြင်ဆင်နေတဲ့ကဲ့သို့ LNG သုံးဓာတ်ပေးစက်ရုံများမှာလည်းတွန်းမြင့်ထုတ်လုပ်နိုင်ရေးကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။ယခုနှစ်တက္ကသိုလ်ဝင်ဆောင်ပွဲကာလအတွင်းကျောင်းသားကျောင်းသူများအဆင်ပြေစေရအတွက်စေရဖြင့်လျှက်စစ်ဓာတ်အားကိုတွန်းမြင့်ထုတ်လုပ်ပေးခဲ့တာကြောင့်စေရပမာဏကိုဇွန်လအထိထိမ့်သိမ်းသုံးပြုနိုင်ရန်ယခုကဲ့သို့အချိန်ပိုင်းများခွဲဝေပြုလုပ်အားခြင်းဖြစ်ပြီး LNG သုံးဓာတ်ပေးစက်ရုံများမှာဓာတ်ရိုက်ချိတ်ဆက်ထားသောလိုင်းများမှာမူဝင်အားခိုးဝေမှုပြုလုပ်မည်မဟုတ်ဘဲပုံမှန်တိုင်းဆက်လက်ဖြန့်ဖြူးပေးမှာဖြစ်တယ်လို့သိရပါတယ်။လျှက်စစ်စွမ်းဝန်ကြီးဌာနအနေဖြင့်စွမ်းရည်ရင်းမြစ်မျိုးစုံကိုဓာတ်အားများပို့ဖို့ထုတ်လုပ်နိုင်ရန်အတွက်စီစဉ်နေပြီးလက်ရှိအခြေအနေအရဖြစ်ပေါ်နေတဲ့ဝင်အားမျှတခွဲဝေမှုပေါ်ပြည်သူများအနေဖြင့်နားလည်ပေးရန်နှင့်လျှက်စစ်ဓာတ်အားကိုစနစ်တကျချွေးတော်သုံးစွဲကြပါရန်မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းတွင် G3G application ဖြင့်စားသုံးစီဝယ်ယူနိုင်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမှတ်ပုံတင်ကိုင်ဆောင်ထားသူမိသူမဆို G3G application ကိုအသုံးပြုပြီးစားသုံးစီများကိုအိမ်နိုင်ရန်ရောက် door to door system ဖြင့်အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ကြောင်းမတ်လ16ရက် UNFCCI မှာကျင်းပတဲ့မိတ်ဆက်ပွဲမှာတဆင့်သိရှိရပါတယ်။ G3G application ဟာမြန်မာ MSME ထုတ်ကုန်များကိုပြည်တွင်းပြည်ပအသုံးပြုသူများနဲ့ digital နည်းပညာဖြင့်ချိတ်ဆက်ပေးကစီးပွားရေးတိုးတက်မှုကိုမြင့်တင်ပေးရန်တည်ထွင်ထားခြင်းဖြစ်ပြီးယခုအခါရန်ကုန်တိုင်းတွင်းရှိမြို့နယ်များသို့စားသုံးစီများကိုတရားဝင်ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ကြောင်း application ရဲ့ Head of IT ဦးစွမ်းထက်အောင်ကရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မော်ရီမြို့နယ်လင်းငုတ်ချောင်းကျေးရွာ GDC ကျောင်းရှိမှာရင်တိုင်းမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။18ရက်3လ2026ခုနှစ်နေ့လယ်17:32မိနစ်အချိန်ကရုံတိုင်းဒေသကြီးမော်ဘီမြို့နယ်လင်းငုတ်ချောင်းကျေးရွာ GDC ကျောင်းရှိမှာရင်တိုင်းမှုဖြစ်ပွားပြီးလူညံ့နေကြောင်းသတင်းရရှိသဖြင့်မော်ဘီမြို့နယ်မိသက်စကန်မှာမိငိမ့်တရင်တစည်းမိသက်ဆက်ရင်တစည်းတန်နေမိသက်တပ်ဖွဲ့ဝင်များနဲ့ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်12:04မိနစ်အချိန်မှာညနေသူအားထိခိုက်ဒဏ်ရာမစိုးရိမ်ရအခြေအနေဖြင့်ကယ်ထုတ်နိုင်ခဲ့ပြီးမြို့မလူမှုကူညီရေးအသင်းမှလူနာတင်ရင်ဖြင့်မော်ဘီစေယုံတို့ပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မင်္ဂလာတုံမြို့နယ်မှာဝေးစီဝါများဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မတ်လ16ရက်နေ့ည9:00နာရီအချိန်မှာဝေးစီဝါတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းဖွဲ့ဟာသတင်းအရတပ်တွေများနဲ့အတူမင်္ဂလာတုံမြို့နယ်အပတ်2ကကြီးရက်ကွက်နေထပ်ဝေဖြိုးရဲ့နေအိမ်အားဝင်ရောက်ရှောက်ပေးရမှာ၎င်းထံမှစိတ်ကြယူသွစေးပြား2200ပြားကာလတန်ဖိုးငွေကျပ်202သိန်း ice မဖက်တမင်းအလေးချိန်100 gram နဲ့ကာလတန်ဖိုးငွေကျပ်330လက်ကင်ဖုန်းတစ်လုံးတို့အား
တွေ့ရှိသိမ်းဆည်းရမိသဖြင့်ထပ်ဝေဖြူ25နှစ်အားမင်္ဂလာတို့မြို့နယ်ရဲစခန်းမှာမူရစေဝါနှင့်စိတ်ကူပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအမှုဖွင့်ရေးယူထားပြီးဝိဇ္ဇတ်များကိုလည်းဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့မြို့ကြီးများမှာနေပူချိန်များစတင်မြင့်တက်လာနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်မန္တလေးနဲ့ရန်ကုန်မြို့အပါအဝင်မြို့ကြီးများမှာအရှိမြောက်မုတ်တုံလေးအားလျော်နေသွားတာကြောင့်မတ်လ16ရက်နေ့မှစတင်ကနေပူချိန်များတဖြည်းဖြည်းမြင့်တက်လာနိုင်ကြောင်းမိုးလေဝသစောင့်ကြည့်သူများကအသိပေးထားပါတယ်။အထူးသဖြင့်ရန်ကုန်ပဲခူးနေပြည်တော်မန္တလေးမကွေးနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာလာမယ့်မတ်လ20ရက်နောက်ပိုင်းမှာနေပူချိန်များဟာ39ဒီဂရီစင်တီဂရိတ်ထက်ထိရောက်ရှိလာနိုင်ကြောင်းနိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒီခုနှစ်ဟာလာနီညာနှစ်ဖြစ်သဖြင့်အပူလွန်ကဲသောအခြေအနေမျိုးဟတ်ဝေးမဖြစ်နိုင်တော့လဲပြည်သူများအနေဖြင့်ရေဒဏ်နေခြင်းအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများနဲ့မြင့်တက်လာမဲ့ခရမ်းလွန်ရောင်ကြီးအနေအများကိုကျန်းမာရေးရှုထောင့်မှအထူးပြုရန်လွယ်ကြောင်းသိရပါတယ်။အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုရွေးချယ်ကောက်နှုတ်ပြီးပြန်လည်တင်ပြပေးတာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေခင်ဗျာ။